after 10 minutes virus ai dan alem hiam to nan na sak bomba test หน่อยนะเขาใส่ปักเกมอนไล่เปลี่ยนไล่ไล่พึ่งดีแต่รู้ต้องมีอ่ะเอาแต่ซึ่งดีได้เกมแต่รู้ต้องมีฟงเนี่ยรู้ต้องมีอะไรมาดิตู้ฟงเนี่ยใหญ่ปีฮัลโหลตู้ฟงละเอาเดี๋ยวรู้มาการที่เราละคุณน้องประกันที่พูดเจ้าอีโร่มาขอเราจังเนาะเราสวาโลเลยจังเนาะเป๊ะๆกันตรงนี้นั่นแหละสักตรงเลยมา3 วันมาใส่ก็ยังมาเลยอินไลอ่ะมาสุดสองปากอยู่ว่าเลยจะรู้ต้องมีอย่างเดียว清楚没？没有。
2 minutes ซ้อมของตะกี้พันใช่ไหมเฮ้ย 그렇지만 서로 뭔가 다양한 사람을 빌릴 때 우리가 시대 해결하는 대학원에서 우리가 배우나 우리가 배우는 อากิตเรามาสิ 오늘 토요일 아침 두 사람의 아름다운 결혼식을 축하해 주시기 위해 귀한 걸음 해주셔서 진심으로 감사합니다. 쿠지가 사비로나 마음이야기는 전에 마사미의 문화성의 가나 사비 원투를 지금부터 신랑 양행군과 신부 산리 양의 결혼식을 시작하겠습니다. 방송 시즌가로 저희들의 디가 살라임을 나왔는데 들어오다니야 유독 제 말에 첫 번째 순서는 오늘의 주인공 중 한 분 신랑 입장입니다. 큰 박수로 부탁드리겠습니다. 신랑 입장! 멋지고 무직한 신랑은 한걸음 한걸음 서로 인생을 여는 마다이였습니다. 그렇지만 로다의 대여행이나 이렇게 라파비 처리의 시대 로드니 예야의 보체 기밤에 로드니 회나의 제마 에프리다 면이네 지수두비 마디아비 목표비고 예타야 간제만에 이제 신랑의 가족 오늘의 그 누구보다 아름다운 주인공 신부님을 맞이하겠습니다. 신부 입장하시면은 모두
자리에서 일어나 주시고 따뜻한 박수로 신부를 맞이해 주세요. 신부 등장하겠습니다. 그렇지만 여러분의 유정한이 은행에 공유수가 보이던 개발에 오늘은 안타깝지만 양 부모님께서 참석을 못하셨습니다. 아시다시피 지금 저희 미얀마 나라가 상황이 안 좋기 때문에 여기까지 오셔서 참석을 못하셨습니다. 그래도 오늘 하객 여러분께서 많이 따뜻하게 축하를 해주셔서 감사하고요. 지금부터 신부 조카분께서 잠깐 축사를 했습니다. With God and everyone here as our witness, I, Yering Tuong, on behalf of my grandfather, Joseph Chin, give Lia Nang San Lu to Tam Yen Lin Jun in holy matrimony. May their marriage weather all storms and last a lifetime. 감사합니다. 그렇지만 이들이 바위에 세스에 대로마 니오시아 살로마 스타미고 제기말에 이제 신부님이 다니는 교회의 샬롬 목사님께서 두 분을 위해 축복의 기도를 해주시겠습니다. 수동자야오 약하되고 반생 오수도 보여 장라파야 구로의 지수라 장대기니 마음경의 존재 마 리안양 상을 종이 맹라 보이고 champan아 부양전 람피아 부성을 모아장 구라고 지수된 말이 지네 시신 아사의 성취 나신도 위는 동합해 람피아 부성 정부마 지마 라야오 방원자의 나름의 보 역시 만에 거기 비로구마 예수 그리스도 나마저마 아사비오 소정저바이 참라신 바바야 구지마 너들이야 노단의 너들이야 랩차 팀이야 비보야 니카라야 세야 묘밀라고 제기로 기발해 이제 두 사람의 결혼은
하나님 앞에서 축복하고 변명해 주실 주의 목사님을 모시겠습니다. 우리가 시대에만 여러분의 전시로는 대미한 성인이 민감하고 유기야지가 지우가 저런 뒤에 지우가 중요한 거래. 이제 많은 어린애 위진의 자가로 별기시 디블더시마 만난스는데 열린으로이 대미한 성인이 민감하고 유기자 밑에 도저တရားဖြင့်စီကာကပ်ွက်လို့သူတို့တရားရှိရင်ယခုပေါ်ပြပြောဆိုပြီးပါသို့မဟုတ်နောက်ဘယ်တော့မှပြောဆိုခွင့်မရှိပါနောက်တော့ကျွန်တော်တက်ပြီးကြည့်ပါမယ်ခေညာဆောင်နေခြင်းမင်္ဂလာကိုယခုပြုကြမည်ဖြစ်တော့တရားဖြင့်စီကာကပ်ွက်လို့သူတို့တရားရှိရင်ယခုပေါ်ပြပြောဆိုပါသို့မဟုတ်နောက်ဘယ်တော့အခါများပြောဆိုခွင့်ရှိပါနောက်တစ်ချိန်ထပ်ပြပါမယ်တရားသဖြင့်စီကာကပ်ွက်လိုသူတို့ပြောရှိပြီးယခုပေါ်ပြပြောဆိုပါသို့မဟုတ်နောက်ဘယ်တော့အခါများပြောဆိုခွင့်ရှိပါကျွန်တော်တို့ကလည်းစီကာကပ်ွက်လိုသူတို့ပြောမှမရှိသေးတော့ဒီချိန်မှာတော့တို့သမီးနဲ့မိသားစုတို့သမီးနဲ့မိသားစုတို့ကိုသိချင်ပါတယ်မနက်ဆန်လို့ရဲ့ဘုရားလေးတို့ဒီလိုဒီလေနောက်ဆုံးသောနေ့၌ဘုရားသမီးပြည်လေးတော်ရှေ့သို့ရောက်ကြရမည်ဖြစ်၍တူနှင့်တူတရားတော်အတိုင်းလက်ထပ်ထိန်းများခြင်းမပြုနိုင်ကြသောအကြောင်းတစ်စုံတစ်ခုရှိရင်ယခုပေါ်ပြပါရှိပါလားနတ်ဆန်လို့ရဲ့ဒါလေးတို့ဒီလိုဒီဘုရားသမီးတို့ဘက်တော်တိုင်းတူကိုတူတန်ရှင်းသောလက်ထက်ချင်းဖြင့်အိမ်ပိုင်ရဲ့ဘောဂရီကြောင့်အာယာတိဖြစ်စေကျမ်းတမ်းပကဲတိဖြစ်စေသံသာတိဖြစ်စေစင်ရင်ဖြစ်စေကျမ်းမာတိဖြစ်စေနာတိဖြစ်စေအသက်ရှင်နေကာလပတ်လုံးတူကိုတူချစ်ချင်းမြတ်တာဖြင့်ကောင်းမှုစွာကြည်ရှိပြုစုပေါင်းဖော်ပါသည်ဟုသစ္စာပရိပါမလားဒီလိုသားနဲ့ဒီလိုဒီလာသစ္စာပရိထားပြီးတဲ့အခါမှာကျွန်တော်ဒီလေလောကဘတ်မှာကျမ်းစာဘုရားရှင်ရဲ့လောကဘတ်တော်မှာလာတဲ့အတိုင်းထိမ်းများခြင်းမင်္ဂလာနဲ့ပတ်သက်သောဘုရားရှင်ရဲ့လောကဘတ်တော်ကိုနေနေဒီလိုသားတို့ဒီတွေ့ရောဆွဲရောက်လာတော့ပြိဿများတို့ပါနေနေဒီပေးဝေများတို့ပါလေကျေးဇူးတော်ဤဘောဝလာခဏိပါအငယ်30ပြပါတယ်နဲ့33ကိုပြည့်စုံပါလေဒီဘဘောဝလာသာခဏိပါအငယ်30ပြပါတယ်နဲ့33ဘုရားတော်ယောက်ျားသည်ကိုမိဘကိုဆွ၍ကိုပြင်းမလိုက်မိဝတ်သည်ကိုသူများတို့သည်တရားကိုဒီပြရမည်ဒီအရာကိုလုံးနဲ့နေသောအရာဖြစ်ပြီးကိုတို့ငါဆိုသောခရစ်တော်နှင့်အသေးတော်ကိုရည်မှတ်သည်တို့ရပဲသင်တို့သည်အသီးသီးကိုချစ်တဲ့ကဲ့သို့ကိုပြင်းမှုကိုချစ်ကြတော့မိမသည်လည်းကိုပြင်းမှုကိုလူသိခြင်းရှိတော့ဒီမှာတရားကိုသိပြီးမင်္ဂလာဒုက္ခတဲ့တည်းတို့သမီးသင်္ညာတဲ့ပတ်သက်တဲ့သမာဓိကိုစင်ကြယ်နှလုံးသွင်းနိုင်မှုရအတွက်အဓိကအချက်၃ချက်ကိုဒီချုပ်ပြောပြပေးခြင်းနဲ့အမှန်တစ်ချက်ကတော့အိမ်တော်ပြုခြင်းသည်တရားသခင်ရဲ့ကောင်းကြီးမြတ်တာဖြစ်တယ်။သမာချမ်းသာအရာလူယောက်ျားနဲ့လူမိန်းမတို့သည်အပြည့်ရှိတဲ့ကအဖများကြီးမှာထိန်းထားပေးရတယ်။တချို့ကအိမ်တော်ပြုခြင်းဆိုတာကိုလောကီရေးရတတိယပြဖရာတရားနဲ့စန့်ကျင်သောအရာအဖြစ်သဘောထားယုံကြည်ကြတဲ့သူရှိတယ်။ဘာလို့သူဖရာတရားအားထုတ်တဲ့သူတွေအိမ်တော်မပြုရဘူးလို့ထင်တတ်ကြတယ်။သမာတရားအရာတော့ထိန်းထားခြင်းမင်္ဂလာသည်အပြည့်ပြည့်မဲ့တန်ရှင်းတဲ့လူတွေဖြစ်ပါတယ်။အေဒီဥယျာဉ်ထဲမှာ
လူတော်သားနဲ့လူဝေးမသည်အပြစ်တဲ့မကြရောက်ပြီးဒီမှာတွေကဘုရားသခင်ကတန်ရှင်းတော်ပေးများခြင်းစီစဉ်ပေးထားတဲ့ဖြစ်ပါတယ်။ဒါပထမဆုံးမှတ်သားရမယ်ဖြစ်တယ်။အိမ်တော်ပြုခြင်းသည်မရှောင်နိုင်လို့အိမ်တော်ပြုခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့အလိုတော်အတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်။ဒီလိုဘုရားသခင်ရဲ့အလိုတော်အတိုင်းများဆောင်နေတဲ့အခါမှာအဓိကထားရှိရမယ့်စိတ်တော်ကတော့အိမ်တော်ရဲ့ဖြစ်တဲ့အခါကိုယ်ခန္ဓာနှစ်ခုရှိနေပြီလေလူတွေရောက်ဖြစ်နေပြီပဲဝိညာဉ်သဘောပေါက်ရတာလူကူရဲ့တယ်ကိုယ်တို့ဒီကိုယ်တို့ရောက်နေပြီပြရတဲ့ဒီလိုကြားလာတဲ့တိုင်းဘုရားကိုဉာဏ်လေးနဲ့တော့ဒီနန္ဒန်ဆက်တော့တရားဖြစ်နေပြီရောက်ခဲ့တဲ့အခါရှိမှဖြစ်ပါတယ်ဒီဘက်ကတော့ကိုယ်သဘောနဲ့ကိုယ်တရားဖြစ်တဲ့သဘောနဲ့ဘယ်တော့မှဘာမှမပြီးတော့ဘူးဆိုတာသိရပါဒီလေးကစာပါလေးကြီးတဲ့ဆိုတော့သူ့သဘောတူတဲ့ရေးကြည့်ပါလေ။ကြောက်ကြောက်တဲ့ကကြည့်ပြီးတော့သူ့သဘောတူတဲ့ရေးကြည့်ပါလေ။သူ့သဘောတူတဲ့ကပါရင်ဘာလို့များဟောက်ဝင်ပါဘူး။နေရောက်ဒီပြောက်လေးပြပါလေဆိုတာအရင်တော့လုံးလုံးဖြစ်တယ်။ဒါကကောင်းကြီးဝင်းကြီးဖြစ်တယ်။ဒုတိယသက်နေကတော့အိမ်တော်ပြုခြင်းဒီအရင်ယေရှုခရစ်တော်ရဲ့အသေးတော်ကိုပုံဆောင်ရရမယ်။အာမင်။လူသားများမင်္ဂလာဆောင်ပြီးပြုဖို့ခရစ်တော်ရဲ့အသေးတော်ကိုပုံဆောင်ရခြင်းဖြစ်တယ်။တကယ်ယေရှုခရစ်တော်ရဲ့အသေးတော်ကိုဘယ်လိုပုံဆောင်လဲလို့မေးတဲ့ဆိုရင်တော့တကယ်ယေရှုခရစ်တော်ကအသေးတော်ကိုခေါ်တဲ့သူတွေကိုယုံကြည်ဒီအသေးတော်ကိုခေါ်တဲ့သူကိုယုံကြည်တဲ့သူတွေမှာရှိနေတဲ့အပြစ်တွေးကိုအကုန်ဖြေရှင်းပေးပြီးသူစီမှာရှိနေတဲ့ကြောက်လန့်ခြင်းတွေကိုယုံကြည်သူကိုအပိုင်ပေးပါတယ်။ဒီပဲသူကတော့ဒုသားမှာရှိနေတာကိုသူတို့သမီးကအပိုင်ရပြီသူတို့သမီးမှာရှိနေတာကိုလည်းဒုသားကအပိုင်ရပါတယ်။လောကကြီးယေရှုခရစ်တော်ရဲ့အသေးတော်ကိုကြည့်တဲ့အခါမှာတော့လူတွေဒီမှာယုံကြည်သူတွေဒီမှာရှိတာအပြစ်တွေပဲရှိပါတယ်။ယုံကြည်သူတွေရှိတဲ့အပြစ်တွေကိုလို့တကယ်ယေရှုခရစ်တော်ကယူဆောင်တယ်။သူရှိတဲ့ကောင်းတဲ့ခြင်းကိုတော့ဒီလိုကိုပြန်ဆိုင်လုပ်ပေးပါတယ်။ဒီလိုပဲဒုသားနဲ့ဒုသမီးမှာနေရာလုံးပါခရီးလိုပဲပြည့်စက်ရမယ်။ဝင်ပြီးဝန်ထမ်းရမယ်ရှိနေပါ။ဖြောင်းတဲ့လိုပဲအသာဆိုင်ရမယ်ကောင်းတဲ့ရရှိနေပါ။ဒီတစ်ခုလုံးကိုအပြည့်အစုံပါတယ်။သူကဆောင်ရစရာနေရာကိုဆောင်ရမှာတယ်လို့ဦးရတဲ့သာသနာ့ရာဦးရတဲ့သာသနာ့ရာကိုသာသနာ့ရာဝင်တယ်။အဲတော့အိမ်တော်ပြုရည်ဒီတကယ်ယေရှုခရစ်တော်ရဲ့အသေးတော်ကိုပုံဆောင်နေတရားပိုင်တာတရားပေါ်လို့တော့ပြီးတော့ပြရတယ်ဆိုတော့လေတရားဝင်နေတယ်။တရားတစ်ချက်ဒီနေ့ကတော့ဒီထားရမယ်။လူသားရောလူသမီးရောဒီပေါင်းတဲ့မှာကျွန်တော်ဟောပြအများကြီးရှိနေတယ်။အဓိကလူသားတစ်ချက်လူသမီးပဲဒီထားရမယ်။အခုကျွန်တော်ကပြောပါတယ်။ဘာလဲဆိုတော့မိမတို့ဒီကိုခင်မူကြီးကိုဆိုးကြီးကိုဝန်ခံကြတော့ပြောပါတယ်။ဒါလည်းတို့တက်မှန်တယ်ပဲ။တက်မှန်တယ်ပဲ။လူသမီးတွေကိုတမန်ကျမ်းစာကတန်ရှင်းသောဝိညာဉ်တော်ရဲ့အထူးသဖြင့်တဲ့နေရာတစ်ခုပဲရှိတယ်။အမျိုးသမီးတို့ဒီမိမတို့ဒီကိုခင်မူကြီးကိုဆိုးကြီးကိုဝန်ခံခွင့်ရတာအထူးသဖြင့်ရတယ်။မြေရန်စင်ကြီးနေရတယ်။ယောက်ျားတို့ဒီယောက်ျားတို့ကတော့ကွန်ပျူတာပေါ်ပြီးတဲ့အပြင်းတော်ကိုချစ်တဲ့လို့ကိုခင်မူကိုချစ်ကြလို့ပြောတာလို့ယောက်ျားရဲ့သူမိသားမှာချစ်တယ်။လူတွေရဲ့အဓိကပြီးထားမှာကိုဆိုးကြီးကိုဒါသာဘာလို့လူတွေအောင်လို့ဘောလုံးနဲ့ပဲတဲ့နိုင်လေလူတွေအချက်ကိုကြည့်နေတာဖြစ်နိုင်တယ်။ဒါရှင်တော်ဘုရားတော်ကလည်းဒါရှင်တော်ဘုရားတော်ကလည်းကိုဆိုးကြီးကိုတက်တော့တယ်လို့ချစ်ချင်းပြတာမရေတဲ့ပြောတော့သူပြောရတယ်လို့ဆိုတော့ပြောပါတယ်။ဒါတော့ဘုရားတော်ဒီလူသားလူသမီးတို့ကြားမှာလူတွေကြပြီးအိမ်တော်ဘက်အောင်ပြီးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဆက်ပြီးတော့လူသားနဲ့လူသမီးကနေဒီပစ္စအပြန်အလှန်ဆိုမဲ့ချိန်ဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးအနေနဲ့လူသားကိုပစ္စဆိုဖို့ရန်ပြောချင်တယ်ကျွန်တော်တော့ကနေလာပြီးပစ္စဆိုဖို့ဖြစ်တယ်။ဒီလိုမိုက်ရှိနေတယ်။ယူလာပြီးကျွန်တော်တို့ပစ္စဆိုဖို့ဖြစ်ပါတယ်။လူသားကပစ္စဆိုဒီလိုကဆက်တာမျိုးပဲเนาะဒီနေ့တော့ဒီလိုဆက်ပြီးပါကျွန်တော်ညာလေးတို့ဒီမနန်းဆန်လုံးကိုကျွန်တော်ဤလက်ထက်စည်းအဖြစ်
သိမ့်ပိုက်ပြီးရင်ယနေ့မှစ၍အသက်ကုန်ဆုံးပြီးတိုင်အောင်ဘဝခရီးလျှောက်ကာယမီဖြစ်စေကြံကြံခက်ခဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေနာသည်ဖြစ်စေထာဝရဘုရားအမိန့်တော်နှင့်လျော်ညီစွာချစ်ချင်းမြတ်တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုလျက်ကောင်းဖို့ပါမည်ဟုဂတိကိစ္စပြုပါ၏ဒီမှာတော့ဒုသမီးဖြစ်တဲ့သူကဂတိကိစ္စပြုဖို့ရဖြစ်ပါလေကျမတန်ဆန်လို့ဒီကိုညာလုံးလုံးကိုကျမရဲ့လက်ထက်ပြင်ဖို့တဲ့ပြေတိမ်ပိုက်ပြီးဒီနေ့မှစ၍အသက်ကုန်ဆုံးပြီးတဲ့အောင်ဘဝကိန်းနဲ့ရှောက်တာယာဒီဖြစ်စေတန်တန်ကခဲဒီဖြစ်စေချမ်းသာဒီဖြစ်စေဆင်းရဲဒီဖြစ်စေကျမ်းမာဒီဖြစ်စေနာဒီဖြစ်စေဘာဝရဗျာအမိန့်တော်နဲ့လုံးပြီးသွားချစ်ချင်းမြတ်တာဖြင့်ကောင်းမွန်စွာကြည်ရှုပြုစုလျက်ကောင်းပေါ်ပါမည်ဟုတတိယစာပြုပါ၏တို့အခုဒုလာတဲ့ဒုသမီးတို့ကိုပြုခဲ့တဲ့တတိယစာကိုစောင့်ရှောက်တဲ့တတိယအသိမှတ်နေတဲ့ဒီညမှာတော့လက်စွပ်လုပ်ကိုပြင်ဆင်ထားပါတယ်ဒီချိန်မှာကျွန်တော်ဒီနေ့ဒီတတိယစာတဲ့အသိမှတ်ဖြစ်တဲ့လက်စွပ်တစ်ခါလောက်ဆက်သက်စီပါပြီးတယ်အားလုံးဒီဘာပြန်တဲ့ရှိတော်လိုက်စေဘောတူညီစွာဖြင့်စုပေါင်းခြင်းမှာပေါ်ကြရအောင်။ဘောင်းရင်ဒီစတော်မှာပတ်စံမမှုသောရှင်ဖဗျာဒီကိုယ်တော်ရှိတော်လိုက်ဝိညာဉ်နဲ့တော့နနဆလောတိသစ္စာစုလာကိတိုင်းသစ္စာဂရိကတိဖြစ်ဒီလက်စွပ်တစ်ခုကိုလည်းဒီဆောင်ပါကြပါ၏။ဘုရားရှင်ဖဗျာဒီဣတ္တိကိုအတိအမှတ်ပြုတော်ပါအစဉ်မြဲတို့လူကြီးရဲ့ဒီလက်စွပ်အားဖြင့်ပြုခဲ့သောတတိယစာကိုတတိယရှိနေထိန်းသိမ်းဆောင်ဆောင်နိုင်ပါမည်အကြောင်းကောင်းကြီးပြုတော်ပါသုတော်စကားတွေကတပါးတော်တော်ရဲ့ယေရှုနာမနဲ့သုတော်စကားနဲ့ကြပါ၏အာမင်ဒါကြောင့်ဒီမှာတော့ဒီမှာလို့လက်စွပ်ကပြန်လာသိပြီးတဲ့အခါမှာသိနေနဲ့လည်းသစ္စာဆိုဝင်ရှိပါတယ်နော်ဒါတော့ဒီချိန်မှာအရင်ပထမဆုံးဒုသားကနေဒုသမီးကိုလက်စွပ်စုပေးဖို့ရဖြစ်တယ်ဆိုတဲ့နေ့မှာစုပေးလက်ကိုယူပါခဏလေးကြိုင်လာပါနော်ဘုရားမိုက်နော်လက်ပဲဆိုလိုက်တော့နော်ဒါကျွန်တော်နေရာနေပြီးတော့ပြပြမယ်ကဲကိုညာလေးကကျွန်တော်ဒီသင်အားပြုခဲ့သောဂတိပစ္စာများ၏တတ်သိဖြစ်စေခြင်းမှာ၎င်းကျွန်တော်ဤချစ်ချင်းမြတ်တာနှင့်ဥစ္စာစည်းစိမ်ရှိသမျှကိုသင်၌ကအနည်းချင်းမှာ၎င်းဤလက်စွပ်ကိုတတ်သိပြု၍ပြပါ၏ဘုရားဒီရအောင်ဒီတော့ဒီလိုသမီးကနေဒီလိုတော့ကိုသစ္စာဆိုပြီးလက်စွပ်ကိုပေးမှာဖြစ်ပါတယ်ကျွန်ုပ်ဒီသင်အားပြုခဲ့သောဂတိသစ္စာများ၏တတ်သိဖြစ်စေခြင်းမှာ၎င်းကျွန်ုပ်ဤချစ်ချင်းမြတ်တာနှင့်ပု္ပ္ပာစည်းစိမ်ရှိသမျှကိုသင်၌ကအနည်းချင်းမှာ၎င်းဒီလက်စွပ်ကိုတတ်သိပြု၍ပေးပါ၏အခုဒီလိုမျိုး
ရားသခင်ရှေ့တော်တွင်၎င်းဘုရားသခင်ရှေ့တော်တွင်၎င်းဤပရိသတ်၏ရှင်းမော်တွင်၎င်းနန်းဆန်လုံးနှင့်ဉာဏ်လင်းထွန်းတို့သည်ဂတိသစ္စာပြုခဲ့ကြပြီးဖြစ်သည့်အတိုင်းယခုအချိန်မှစ၍တရားဝင်ဇနီးခင်ပွန်းအဖြစ်သို့မြောက်စေခြင်းမှာကျွန်ုပ်သည်ဘုရားသခင်ဓမ္မဝန်ဆောင်တို့နှင့်ဖြင့်ခမည်းတော်ကားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးစုတည်သောဘုရားသခင်နာမတော်၌ချိန်များလက်ထပ်ပေးပါ၏ဘုရားသခင်ဆုံးဖြတ်တော်မူသောအရာကိုလူတို့မခွဲမခွာစေနှင့်အခုချိန်မှာတော့ကိုရန်လေးတို့နဲ့မနက်ဆန်တို့ဟာတရားဝင်အချင်းလင်းများပြသွားကြပါပြီဒီချိန်မှာတရားဝင်အချင်းလင်းများဖြစ်ကြောင်းကြေညာအပ်ပါတယ်ဒါကြောင့်ဒီချိန်မှာတို့သမီးရဲ့ဇာပွားကိုဖွင့်ပြီးဇနီးပေါင်းနဲ့ပထမဦးဆုံးအနမ်းကိုပြီးမှဖြစ်ပါတယ်ခဏလောက်အိမ်တော်ပြည့်အတွက်ဆုတောင်းပေးရအောင်။ကောင်းကင်မြေကြီးစကြဝဠာအလုံးစုံကိုဖန်ဆင်း၍ထိန်းချုပ်ရရှိတော်မူသောအဖဘုရားသုံးပါးစုဖြစ်တော်မူသောဘုရား။ဘုရားရှင်ရှိတော်၌ဘုရားရှင်အလိုတော်ရှိသည့်အတိုင်းကိုဉာဏ်လင်းတို့နဲ့မနစံလုံးတို့သည်ခင်များခြင်းအခွင့်ကိုပြုခဲ့ရပြီးဖြစ်သောကြောင့်ကျေးဇူးတင်တယ်။သူတို့နေရာ၏ပထမဦးဆုံးခြေလှမ်းကိုဘုရားရှင်လက်တော်ထဲသို့အပ်နိုင်တယ်။သူတို့ဤအိမ်ကိုကိုရှင်စောက်တော်မူပါကိုရှင်ဘုံတော်တင်ရှားစေဖို့ရအတွက်ကြီးထွားပွားများစေပါကိုရောရှင်ကိုရောတိုင်းဤအိမ်တော်ကိုအစဉ်အမြဲအစမှနေ၍ခဝရကာလတိုင်အောင်ပို့ဆောင်ပါမည်ကြောင်းကိုရောရှင်လက်တော်ထဲသို့အနန္တိခတပါးတော်သားတော်သခင်ယေရှုနာမ၌ဆုတောင်းဆက်တဲ့အနန္တမာ၏ဖပါဗျာဒါကြောင့်ဒီချိန်မှာကျွန်တော်တို့မင်္ဂလာလက်မှတ်ရေးထိုးရခြင်းဖြစ်ပါတယ်မင်္ဂလာလက်မှတ်ရေးထိုးပေး이제 두 분이 서로에게 평생 사랑과 믿음으로 함께할 것을 서약하는 시간입니다. 이 시간에는 아름다운 축가와 함께 헌서약이 있겠습니다. 그렇지만 공주신 이소림의 ze스테크마 음악인의 이름으로 선포합니다.
The Lord of the Lord's love. Ticket to the land, you will have she to get to lean in nearly to pare. Kuchima, Brotama, Jesus gains Abio and Jane Pare. 이제 신랑이 감사의 인사를 진행하겠습니다. 신사 하루의 저는 세모 따라의 시로 사회 신사 하루의 민가 하나로 그 신랑의 비스비의 자신의 아마로 신랑을 말해요. 그리고 지금 외국 내차 진압의 사람이나 주어질 조심하에 그리고 페이스북에서 세 봤다네 또 사야스라는 누가 이게 사법이 디자인이 정말 그리고 누구만의 얼마나 마시기에 저의 미발이 또 영화를 그리고 그림을 도와주어 그 이상으로 아파트에 디자인이 그리고 저는 미국의 사회의 영감시 낙하비의 누구가 디자인이 정말요. 그리고 오리지널이요 기술 공작한 그리고 백만한 세공탄을 나비의 수도 다즈네 그때 나이잖아요. 그리고 이 카나 사사야 그 세금을 그리고 이 카나마 아니하는 바로니의 리에 말이 이렇게 소비의 이 말이 나이잖아요. 그리고 디노소 이래보노 진짜로 나래 이 에브리데 오늘 사사마가 누구보다는 나오는데 지수께서 디디아라리에 물어보네. 그렇지만 앞서니에 드리며 비도 세아로마 스니모는 누구와 동지 비수경 신성 나다고 이제 마지막으로 하나님께서 두 사람의 앞날을 축복하시도록 주제 목사님의 축도가 있겠습니다. 왕의 예지 세자오가 영웅 판지의 개조의 주dom도 농가수 피dom이 그비로의 지시면다 아로드게 예수 그리스도의 계는 예수 제주 야신나오는 가이베가 아버지 가운데 명한 자들이 맹라루가 루미 보내도록 좋아요라도 해야 돼 우리가 보고 보내도록 교회와 비전과 대야이시 이리까지도 그렇지만 이렇게 어서오는데 진사 우선이 보내마 그러나 성 지난 픽촉하마 피데에 앞으로 촉과에 가마 알로니 약간 인마티아 비로마 누구이고 이탈리아 간지말에 이제는 진짜 마지막으로 행진겠습니다. 행진 후에 모두 예식을 마치겠습니다. 하객 여러분께서
행진하실 때 일어나 주셔서 축하해 주시기 바랍니다. 신랑 신부 행진. 하나 말씀드리겠습니다. 신화수련회와의 기념사진 촬영이 남아있습니다. 기념사진 촬영에 임하여주실 고객분들께서는 자리에서 잠시만 대기하여 주시길 바라겠습니다. 다시 한번 안내 말씀드리겠습니다. 신화수련회와의 기념사진 촬영이 남아있습니다. 기념사진 촬영에 임하여주실 고객분들께서는 자리에서 잠시만 대기하여 주시길 바라겠습니다. 자, 그대로 계세요. kucingnya jauh-jauh dalam ini dan boleh banyak sesuatu pada usaha ini banyak kemana jauh ini letaknya mereka pilih seluruh siapa dulunya ini dulunya di zona ini era biologi jauh sesuatu biologi biologi itu biologi 이제 저는 몇번 이름에 연도 쓰시는 우리가 좀 대표한 관계에 있는 파세전에 제가 MC 오면도 저를 보고 계시는 동안에 사도성 제시아 부포의 신랑대가 제시아 부포 제시아 부포의 비로시 주로 아예 시력 주로 비스비스잖아요 올라오세요 어떻게 들어가 비스비 바로 자 가족분들 올라오세요 주로 제시아 부포의 이야기다에 저로 이제 시야관이 그면서 라비니 목표발에 이제 시야 비로시 저로 BMCC의 시들라에 저로 정말 그런 목표발에
ကျွန်တော်အရင်ရှိအောင်ပြန်ဆုံးတက်လာပြပါလို့Kita Maya Kazaida. Kapong wa ta kaum. Kapon kung silu sungai ta mai kele. Wa pen wa. Không lúc tâm bị loài nghề sản nghề làm lá dậy luôn ok cặp phong là pakay cha ok Okay, alam dia morning call lian. Second. 저도 제가 시간을 드릴 때 이렇게 빌려주고 남편에서 이러고 얘기를 하는데 저도 쟤네들이 예체들이나로 연애 사성을 얘기하고 싶어요. Hey, Chase Jones, come up here. 동영상에 그러면 매하신 분들과 동영상 상황을 보고 나와서는 동영상을 조회하면 조금만 뒤로 빠져주시고 이쪽으로 나오세요. 네. 자, 네, 이제 마지막으로 방송을 빨리. 하면서 제가 같이 오겠는데 하나,
哎，哈哈。친구가